Hello အားလုံးပဲမင်္ဂလာပါအဲ့တော့ဒီနေ့မှာဒါ beginner တွေအတွက်ဒါ stereo imager stereo control ကိုကျွန်တော်တို့ကဒါအခုမှစပြီးတော့လေ့လာမယ်ဆိုရဲသူတွေအတွက်ကျွန်တော်တို့ကဒါ ozone imager နေတဲ့ဒါနည်းနည်းလေးသူ့ကိုကျွန်တော်တို့ဒါ control knobs သူ့ဒါ edit လုပ်ရတာနည်းနည်းလေးသူ့ဒါရှုပ်ထွေးရလို့ထင်လို့ရှိရင်သူ့ရဲ့ equalizer band နေနဲ့လေကျွန်တော်တို့ကဒါတိတိကျကျလေဒါ ozone imager မှာလည်းချိန်လို့ရတယ်လို့အခြားကျွန်တော်တို့ဒါ VST မှာလည်းချိန်လို့ရခဲ့တယ်အဲ့တော့ဒါမျက်စိပို့ပြီးတော့ကြည့်ရတာရှင်းပြီးတော့ display မှာပို့ပြီးတော့ရှင်းရှင်းလင်းလင်းနဲ့ဒါအခုမှစပြီးတော့လေ့လာမယ်သူတွေအတွက်ကိုပို့ပြီးတော့လွယ်ကူတဲ့ဒီ A1 stereo control ကိုဒါဘယ်လိုမျိုးချိန်ရမလဲအမြင်မှာတော့ဒါ A1 stereo control ကိုဘယ်လိုမျိုးအတောင်ပို့ပြီးတော့ကျွန်တော်တို့ကဒါ width ဖြစ်အောင်နားထောင်လို့ကောင်းဘယ်လိုချိန်ရမလဲဆိုတာကိုကြည့်လိုက်ကြအောင် Hello အားလုံးပဲမင်္ဂလာပါအဲ့တော့ဒါဒီနေ့မှာတော့ဒါ A1 stereo control ကိုဘယ်လိုအသုံးပြုလဲဆိုတာကိုဒါအကြမ်းပြအနေနဲ့နည်းနည်းပြောပြပေးမှာဖြစ်ပါတယ်အဲ့တော့ဒါ stereo imager ရှေ့ခောက်တော့ဒါ ozone ကိုပြောပြပေးခဲ့တယ်အဲ့တော့ဒီနေ့မှာတော့ဒီဒါ A1 stereo control ကိုဘယ်လိုမျိုးအကြမ်းမြင်တို့ဒါသုံးလို့ရတယ်ဆိုတာကိုပြောပြပေးမှာဖြစ်ပါတယ်အဲ့တော့သူ့ရဲ့ဒါ display မှာပြထားတဲ့ပုံစံတိုင်းပဲပေါ့နော်အဲ့တော့ဒါသူ့ရဲ့ဒါ stereo control ဖြစ်တဲ့အတွက်သူ့ရဲ့ဒီ left right ဒီ band နဲ့ဒီ180 degree မှာသူ့ကိုဘယ်လိုမျိုးကြားရမလဲဆိုတာကိုဒါကိုယ့်ဘာကိုချိန်လို့ရတယ်အဲဒီလိုမျိုးဒီ degree left မှာလည်းသူ့ဒါကြိုက်ပြီးလို့ကိုလိုချင်တဲ့ဒါ direction တိုင်းကိုသူ့ဒါယူလို့ရတယ်အဲ့တော့ဒါအလယ်မှာဆိုရင်ဒါမို့လို့ရန်ဆန်တော့မယ်ဒါသူ့ကိုဒါ left or right ကိုဒီ180ဒီကိုကြားနေတဲ့ဒီ direction အထဲမှာသူ့ဒါချိန်လို့ရတယ်ဒါမြင်တဲ့အတိုင်းပဲပေါ့နော်ပေါ့နော်အဲ့တော့ဒါဘန်နေဆိုပြီးတော့ဒီအောက်ကဒီ knob ကိုသွားပြီးတော့ရွှေ့ရင်လည်းဒါ adjust control လုပ်လို့ရတယ်ပေါ့နော်ဒါဆိုရင်တော့ဒါမို့လို့ရန်ဖြစ်သွားပြီပေါ့နော်ဒါအလယ်ကနေပြီးတော့ဒီ direction ဆိုလို့ရတယ်အဲ့တော့ဒါဒီပြောင်းပြီးတော့ဒီ left right ပေါ့နော်အဲ့တော့ဒါဘန်နေဒီ stereo control နေနဲ့ဒါ stereo left right ကိုလည်းဒါ swap ဒါပြောင်းပြီးတော့နားထောင်လို့ရတယ် left right ပေါ့နော်ဘန်နေကိုနောက်တစ်ခုကကျတော့ဒါမို့လို့ဆိုလေတော့ဒါ single direction နေနဲ့ပြရတယ်ဒီနောက်တစ်ခုကကြတော့ဒါ expert mode နဲ့ဒါအသေးစိတ်တို့ချိန်လို့ရတယ်ခုနကပြောတဲ့ခုဒါ stereo width ပေါ့နော် knob ကြီးရတော့ဆိုဒါအဓိကဒါတိတာသေးတဲ့ဒါ stereo width ဘယ်လိုမျိုးဖို့ဘယ်လိုမျိုးဒါထားမယ် stereo width ကိုအများကြီးထားမလားနည်းနည်းထားမလားဆိုတာကိုဒါ expert mode မှာဆိုရင်ဒါ advanced ကြတဲ့ဒါ control တွေကို edit တွေကိုလုပ်လို့ရမယ်ဒီမှာဆိုလဲဒါ mute mid ပေါ့နော်အဲ့တော့ဒါ mono အရင်ကြီးကျွန်တော်ဒါ mid ကနေ mid direction ကနေပြီးတော့ထွက်နေတဲ့ဟာတွေခဏပြောက်ပြီးနားထောင်လို့ရတယ်ဒီနောက်တစ်ခုကတော့ဒီ left right ကပြောသလို panning left direction ဖြတ်ထွက်သွားတယ်ဆိုတဲ့ဟာတွေကိုဒါတို့ဒါ mute လုပ်ပြီးတော့နားထောင်လို့လည်းရတယ်ပေါ့နော်အဲ့တော့ဒါတို့အသေးစိတ်ပြန်ပြီးတော့ချိန်လို့ရမယ်ဒီချက်လေးနားထောင်ကြည့်ပေါ့နော်တို့ဒါ mute ကိုတစ်ခုချင်းစိတ်လုပ်ပြီးတော့နားထောင်ကြည့်မယ် mute လုပ်ပြီးတော့တို့ဒါဒီချက်လေးနားထောင်ပြီးတော့ဘလောက်တို့ဒါ difference ကွာခြားလဲဆိုတော့ဒါ adjust လုပ်လို့ရမယ်နောက်တစ်ခုကကျတော့ဒါ input ဘလောက်ပြင်လဲ output ဘလောက်ထားမယ်ဆိုတာလည်းဒါတို့ဒါချိန်လို့ရမှာဖြစ်တယ်bypass လုပ်ပြီးတော့လည်းဒါဒီခြားခွဲပြားခြားနာမှုကို stereo အတန် width ဖြစ်သွားတာနဲ့သူ့ရဲ့ဒါကိုချိန်ထားတဲ့ဒါ edit လုပ်ထားတဲ့ဒါ music တွေကိုဘယ်လိုမျိုးခွာခြားမှုရှိလဲဆိုတော့ဒါ bypass လုပ်ပြီးနားထောင်လို့ရတယ်နောက်တစ်ခုကကျတော့ဒါဥမာစချိန်တာဥမာစပြီးတော့အသေးစိတ် manual မချိန်တတ်တဲ့လူတွေတို့ကဒါဆိုဒါ preset ကနေပြီးတော့သူ့ရဲ့ဒါအရင်တည်းလုပ်ပေးထားတယ်သူ့ရဲ့ဒါ preset တွေသူ့ရဲ့ဒါကောင်းတဲ့ preset တွေပေါ့နော်ကိုလိုချင်တဲ့ music channel အလိုက်ကိုအဆင်ပြေတဲ့ preset တွေကိုလည်းဒါသူ့ဒါ stereo control နေနဲ့ stereo width နေနဲ့ဘယ်လိုမျိုးသူ့ဒါကိုကြိုက်တဲ့ကိုနဲ့အဆင်ပြေနေတဲ့ preset ကိုရွေးချယ်အသုံးပြုလို့ရမှာဖြစ်တယ်နောက် audio lesson တွေမှာဘယ်လိုအကြောင်းအရာတွေကိုပြပြပေးမယ်ဆိုတာကိုစောင့်ကြည့်ပေးကြပါအောင်အားလုံးကျေးဇူးတင်ပါတယ်